အားလုံးပဲမင်္ဂလာပါကျွန်တော်အခုသွားမယ့်နေရာကတော့ Info Top ဖို့ချင်းဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ဒါကတော့ကာပါကင်ဖြစ်ပါတယ်ကျွန်တော်တို့ကာပါကင်ကနေပြီးတော့ကျွန်တော်တို့အဖို့ကိုတက်သွားမယ်ပေါ့နော်ကျွန်တော်သွားတဲ့ချိန်ကနေဝင်ပြိုးစား6နာရီကျော်အချိန်ဖြစ်ပါတယ်လူကတော့လာတဲ့လူတွေနဲ့ပါသွားပြီပေါ့နော်အိမ်ပြန်ဘာဖြစ်လို့ဆိုတော့ညနေပိုင်းဆိုတော့အိမ်ပြန်တဲ့လူများတယ်နော်ဒီနေရာရဲ့အဓိကနေရာကလန်သွားတွေအကစားလုပ်လို့ရတယ်ပေါ့နော်လန်သွားပြီးတော့ရှုကင်းနဲ့လည်းအင်မတန်မှကောင်းတဲ့ရာသီဥတုအချိန်အခါလေးပါပြီးတော့ကျွန်တော်တို့ကမြစ်ကမ်းတစ်ဘေးမှာဆိုတော့လေဝင်ထွက်လေလည်းတော့ကောင်းပါတယ်ဒီရာသီဥတုကတော့အနေလို့အင်မတန်မှကောင်းတဲ့ရာသီဥတုလေးဖြစ်ပါတယ်အရင်လည်းမပူသလိုအရင်လည်းမအေးသေးပါဘူးညနေပိုင်းဆိုတော့ချမ်းစစ်စစ်လေးတော့ရှိသေးတယ်ပေါ့နော်ရာသီဥတုကနေ့ကင်းပိုင်းနည်းနည်းလေးပူစားပြူလာပြီညနေပိုင်းကတော့အနေငယ်အေးတုံးပဲပေါ့နော်ပေါင်းတင်နေလာရင်တော့အင်မတန်မှပြောဖို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ကျွန်တော်ကတယောက်တည်းဆိုတော့မကြည့်တကြည့်နေပဲရှင်းစနေရတာပေါ့နော်ပြီးသွားနေတယ်ဒါကတော့အမြောက်ထားတဲ့နေရာတွေဖြစ်ပါတယ်အမြောက်ထားတဲ့အိမ်လေးပေါ့နော်ဒါတော့သူ့ရဲ့တမိုင်းကြောင်းပေါ့နော်ဘယ်နှခုနှစ်မှတူဖို့လဲဘယ်ချိန်မှဘယ်လိုလုပ်လဲပေါ့နော်ကျွန်တော်လည်းတရားမဖတ်မိလိုက်ဘူးပေါ့ဒါအမြောက်ထားတဲ့နေရာအမြောက်ကောင်းတော့ဟုတ်ပဲကျွန်တော်တို့မြစ်ပဲလှည့်ထားတယ်ပေါ့နော်ဟိုမှာလမ်းလျှောက်တဲ့လူတွေ့ရမှာဖြစ်ပါတယ်ဒါကတော့မြစ်ပဲကိုထိုင်ပြီးတော့ကြည့်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ထိုင်ကုန်လေးလည်းလုပ်ထားပြီးတယ်ပေါ့နော်တကယ်ကိုကြည့်လို့အပြင်မှာတကယ်ကိုကြည့်လို့ကောင်းတဲ့ feeling လေးဖြစ်ပါတယ်ဟိုမှာဆိုတရားတစ်ချောင်းရှိတယ်ပေါ့နော်အတွေ့လေးပါပြီးတော့မြခင်စိမ့်စိမ့်လေးနဲ့ဒီမတမလာပါပါတယ်ကန်ဇပ်ပေါ့နော်ဒီမှာထိုင်ပြီးတော့ကော်ဖီလေးတောက်ရင်ဒီကန်ဖူကိုကြည့်ပြီးတော့စာအုပ်လေးဖတ်လိုက်ရင်အိမ်မတန်းမှတော်တော်ကောင်းပါတယ်ရာသီဥတုအခြေအနေလေးနဲ့အိမ်မတန်းမှလိုက်ပတ်တယ်အော်မခင်းလေးနဲ့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနယ်ဘက်ကျွန်တော်တို့ရွာဘက်ပြန်ရောက်သွားတဲ့လို feeling မျိုးရပါတယ်ဒါတော့စားဆိုင်တော့ဒါတော့နောက်တစ်နေရာအဲ့ပီနာပဲအမြောက်ထားတဲ့နေရာဖြစ်ပါတယ်ကျွန်တော်ကအဲ့အနာတဝိုက်တော့တော်တော်လေးဝီလေးထိရှောက်သွားဖြစ်ခဲ့တယ်ပေါ့နော်အခုထားစီရင်လဲကျွန်တော်တို့ခုနအမြောက်ထားတဲ့နေရာတွေပဲတွေ့ရမှာပေါ့နော်ဒီဘက်ချမ်းမှာကကျွန်တော်တို့လေခွင်းတွေ့ရမယ်ဒီအပေါ်စက်တန်ရှိမှဇရက်တစ်ခုတွေ့ရမယ်ပေါ့နော်ဇရက်ကလည်း2016မှာပြန်တူးတဲ့ဇရက်လည်းမသိဘူးဒါပေမဲ့ရေးတော့ရေးထားတယ်ကောင်းတော့မဖတ်မိလိုက်ဘူးပေါ့နော်အချိန်အသေးမရှိတော့လေမိုးကချုပ်တော့မှဆိုတော့ဒါတော့ကျွန်တော်သွားနေတဲ့တောက်ဆုံးနေရာလေးဖြစ်ပါတယ်ဟ
ဟိုတောင်ပေါ်တော့ဆက်တက်လို့ရသေးတယ်ပေါ့နော်ဒီမောင်ကတော့ဘာမကြည့်ရတော့ပါဘူးနောက်ဗီဒီယိုကိုစာအနေဆုံးအားပေးတဲ့သူအရောက်တိုင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ